အောင်မြင်ချင်ရင်ပန်းနိုင်တွေကိုအခုပဲမေးပြစ်လိုက်ပါတော့ဟုတ်ပါတယ်သင်သားကြမလွဲပါဘူးကဘာကျော် Atomic Habits စာအုပ်အရာအောင်မြင်မှုဆိုတာနေ့စဉ်လုပ်နေတဲ့တင်းငယ်တဲ့အလေးကျင့်လေးတွေကနေလာတာမို့လို့ပါကဘာကျော်စာရေးဆရာ James Clear ရဲ့ Atomic Habits စာအုပ်မှာအထူး formula တစ်ခုပါပါတယ်အဲ့ဒါကတော့1%နည်းဥပဒေပါသင်ဟာနေ့တိုင်း1%ပဲပိုကောင်းအောင်ကြိုးစားမယ်ဆိုရင်တစ်နှစ်အကြာမှာသင်ဟာအခုထက်38ဆပိုတော်လာပါလိမ့်မယ်ဒါဟာ compound interest လို့ခေါ်တဲ့အတိုးပေါ်အတိုးစစ်ခြင်းရဲ့စွမ်းအားတွေပါပဲဒါဆိုရင်ပန်းနိုင်ကမလိုအပ်တော့ဘူးလားမဟုတ်ပါဘူးပန်းနိုင်ဆိုတာကလမ်းညွှန်ချက်ပေးရုံပါပဲဒါပေမဲ့တကယ်တိုးတက်မှုကိုဖြစ်စေတာကတော့အဲ့ဒီလမ်းကိုရှောင်မဲ့စနစ်တစ်ခုပါသင်ဟာပန်းနိုင်မရှိပဲစနစ်ပဲရှိရင်တော့အောင်မြင်နိုင်ပါသေးတယ်ဒါပေမဲ့စနစ်မရှိတဲ့ပန်းနိုင်ကတော့အိမ်မက်တစ်ခုတည်းမပိုပါဘူးဒါပေမဲ့အလေးကျင့်တစ်ခုဖြစ်ဖို့ကအရန်ခက်ခဲတယ်မဟုတ်လားအဲ့ဒီအတွက်2မိနစ်နည်းဥပဒေကိုစမ်းသုံးကြည့်ပါဘလောက်ပဲကြီးမားတဲ့အလုပ်ဖြစ်ပါစေ2မိနစ်ထက်ပိုမကြာတဲ့အလုပ်လေးအဖြစ်အရင်စတင်လိုက်ပါဥပမာစောက်အောင်လုံးဖတ်ဖို့မစင်စားပါနဲ့တမျက်နှာပဲအရင်ဖတ်ကြည့်လိုက်ပါအဓိကပြည့်ပြည့်စုံနေဖို့ဆိုတာထက်ပုံမှန်လုပ်ဖြစ်နေဖို့ကပိုရေးကြီးပါတယ်အလေးကျင့်တစ်ခုကိုဘလို့စပြီးတိဆောက်ရမလဲဆိုတာကိုစာရေးသူကဥပဒေ၄ခုနဲ့ရှင်းပြပေးထားပါတယ်နံပါတ်1မျက်စိရှေ့မှာသိတာအောင်လုပ်ပါကျမတို့ကမျက်စိရှေ့မှာမြင်နေရတဲ့အရာကိုပဲလုပ်တတ်ကြပါတယ်ဥပမာသင်ဟာညအိတ်ခါနီးမှာဗိုက်တာမင်ဆေးတောက်တဲ့အလေးကျင့်လုပ်ချင်တယ်ဆိုပါစို့ဆေးပလင်းကိုဗီဒီယိုထဲထည့်မထားပါနဲ့သွားတိုက်တံဘေးနားမှာချထားလိုက်ပါဒါဆိုရင်သွားတိုက်ပြီးတာနဲ့ဆေးတောက်ဖို့ကိုမေ့မှာမဟုတ်တော့ပါဘူးနံပါတ်2ဆွဲဆောင်မှုရှိအောင်လုပ်ပါလူဆိုတာစိတ်ဝင်စားမှလုပ်တတ်ကြပါတယ်ဒီတော့လုပ်တဲ့အလုပ်ကိုလုပ်ချင်တဲ့အချိန်နဲ့တွဲလိုက်ပါဥပမာသင်ဟာလေ့ကျင့်ခန်းလုပ်ချင်တယ်ဆိုပါစို့ Netflix လည်းကြည့်ချင်တယ်ဆိုရင်လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ Netflix ကြည့်မယ်လို့သတ်မှတ်လိုက်ပါဒါဆိုရင်လေ့ကျင့်ခန်းလုပ်ရတာပိုပြီးပျော်စရာကောင်းလာပါလိမ့်မယ်နံပါတ်3လွယ်ကူအောင်လုပ်ပါကျမတို့ရဲ့အုတ်နှောက်ကအပေမန်းခံချင်ပါဘူးဒါကြောင့်အသားစီးတွေကိုဖယ်ရှားပစ်ပါဥပမာမနက်မိုးလင်းနာနဲ့ဂျင်သွားချင်တယ်ဆိုရင်ညကတည်းကဂျင်မို့ဆောင်တဲ့ဖက်နှက်ကိုအစင်သစ်ပြင်ထားပေးပါမနက်ကျရင်ဝတ်ယုံပဲပေါ့စတင်ဖို့လွယ်ကူလေးလေးအလေးကျင့်တစ်ခုကဖြစ်ဖို့မြန်ဆန်လေးပါပဲနံပါတ်4ကျင့်တတ်မှုရှိအောင်လုပ်ပါအလုပ်တစ်ခုလုပ်ပြီးတိုင်းမှာချက်ချင်းရတဲ့ဆုလက်တစ်ခုလိုပါတယ်ဥပမာတပတ်လုံးအပြင်စားမစားပဲအိမ်မှာပဲချက်စားနိုင်ခဲ့ရင်အဲ့ဒီကနေစုမိတဲ့ပတ်စံနဲ့ကိုယ့်အတွက်ပစ္စည်းလေးတစ်ခုဝယ်လိုက်တာမျိုးပေါ့အလုပ်တစ်ခုကိုလုပ်လို့ရတာရှိသွားပြီဆိုရင်နောက်နေ့မှလည်းအုံနောက်ကထပ်လုပ်ဖို့တိုက်တွန်းပါလိမ့်မယ်အနှစ်ချုပ်ရရင်တော့ဘဝဆိုတာတင့်ရဲ့အလေးကျင့်တွေအားလုံးကိုပေါင်းစည်းထားတဲ့ရလဒ်တစ်ခုပါကြီးကြီးမားမားတွေရှောက်တွေးပြီးစိတ်ပူမနေပါနဲ့ဒီနေ့မှာပဲတင်းငယ်တဲ့အပြောင်းလဲလေးတစ်ခုကိုအခုချက်ချင်းစတင်လိုက်ပါဒီဗီဒီယိုကတင်းအတွက်အကျိုးရှိတယ်ဆိုရင် like and subscribe လုပ်ပြီးမမေ့ပါနဲ့နောက်ထပ်ဘလို့စာအုပ်အနှစ်ချုပ်မျိုးလေးကိုသိချင်သေးလဲဆိုတာ comment မှာရေးပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်